မြတ်စွာဘုရားကဒီကနေ့ကဘာခုဟာတရားဓမ္မဂေါရမဘုရားပွင့်လိုက်လို့လူတွေဟာအခြေအနေပြန်ကောင်းလာတိုးတက်လာတရားဓမ္မဘာကြောင့်လို့ဆိုရင်တရားဓမ္မဟာဘယ်လိုခေတ်မျိုးလဲလို့ဆိုရင်ကလိယုဂလို့ခေါ်တဲ့ခေတ်မျိုးကြီးပဲကလိယုဂဆိုတဲ့ခေတ်ဟာလူ၄ယောက်မှ၁ယောက်ပဲလူကောင်းရှိတယ်နော်၃ယောက်ကလူဆိုးဂုဏ်သိက္ခာရှိတဲ့လူပိသတာ၃ယောက်ထဲမှာ၄ယောက်ထဲမှာ၁ယောက်ပဲရှိတယ်ကျန်တဲ့လူတွေကမကောင်းတဲ့လူတွေကြီးပဲလူဆိုးတွေလူမိုက်တွေအဲ့ဒီခေတ်ထဲမှာမြတ်စွာဘုရားပွင့်လိုက်တော့ဒီလူကောင်းတစ်ယောက်ကိုထိန်းနိုင်တဲ့အတိုင်းအတာလေးတစ်ခုဖြစ်သွားတယ်ဒါလေးတစ်ခုထိန်းဖို့အတွက်မြတ်စွာဘုရားပွင့်ပြီးထိန်းပြီးဟိုလူဆိုးတွေကလူကောင်းပြန်ဖြစ်ဖို့ဆိုတာတန်ခဲစတတ်ကြည့်ပေါ့တရားသီး10လုံးလောက်ဝယ်မဲ့လေးတွေဝယ်ထားပြီးတော့အဲ့ဒီ10လုံးရဲ့အလယ်မှာတရားသီးအပုတ်ကလေးတစ်လုံးထည့်ထားအဲ့ဒီတစ်လုံးကအပုတ်ကလေးတစ်လုံးထည့်ထားတာကိုအကောင်း10လုံးကအပုတ်တစ်လုံးကိုဝိုင်းပြီးတော့တရားသီးအကောင်းဖြစ်အောင်လုပ်နိုင်ပါမလားမလုပ်နိုင်ဘူးအဲ့ဒီအပုတ်တစ်လုံးရဲ့နောက်ကိုအကောင်း10လုံးကလိုက်သွားမှာပဲလူလောကရဲ့သဘာဝအဲ့ဒါလိုဖြစ်တယ်အပုတ်တစ်လုံးရဲ့နောက်ကို10လုံးကလိုက်သွားအဲ့ဒါကြောင့်အကောင်းဖြစ်ဖို့ဆိုတာမတမခဲနေဖြစ်တော့အဲ့တော့ဘသူတွေမကောင်းကိုကောင်းအောင်မလုပ်သင့်ဘူးလားကိုပဲပြန်ပြီးတော့စဉ်းစားကိုပဲပြန်ကြည့်ရလောကမှာလူတိုင်းကောင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကဘာကြီးငြိမ်းချမ်းသွားမှသာဖြစ်တယ်ပေါ့အားလုံးကငြိမ်းချမ်းသွားမယ်သူလည်းကောင်းမယ်ကိုလည်းကောင်းမယ်ဘာလို့လို့ဆိုရင်မြို့ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်တိုင်းပြည်ပဲဖြစ်ဖြစ်လူတယောက်စီနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတာလည်းဖြစ်တယ်ပေါ့ဟောလူကြီးတွေများလာတဲ့အခါဥမာမြန်မာပြည်ပါဆိုရင်တန်ပေါင်း51ရှိတယ်ဆိုလို့ရှိရင်တန်ပေါင်း51သောလူတွေအချင်းချင်းလူတိုင်းကငါရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာကိုခိုင်မာတည်ဆောက်မယ်အမုန်းတရားတွေကိုငါရှင်းထုတ်မယ်လို့သာနှလုံးသွင်းပြီးအမုန်းတရားတွေကိုသာနိုင်အောင်တိုက်ကျန်တာတွေနိုင်အောင်တိုက်စားမလို့ဒီကနေ့အမုန်းတရားတွေကင်းစင်သွားပြီဆိုဒီကနေ့ငြိမ်းချမ်းရေးရတော့မှသိကြတယ်လုံးဝငြိမ်းချမ်းရှင်ထဲမှာအမုန်းတရားတွေသုံးပြီးတော့တူထားပြီးတော့ငြိမ်းချမ်းရေးစကားပြောနေလို့ကတော့ကောက်ချစ်စင်လဲမှုတာပဲဖြစ်မှာနော်ကောက်ချစ်စင်လဲမှုအဲ့တော့လူတိုင်းဟာဒီအမုန်းတရားတွေကဲအောင်စူးစမ်းနိုင်ဖို့လိုအပ်တယ်အမုန်းတရားကဲမှုအတွက်ဘယ်လိုလုပ်ရမုန်းတယ်ဆိုတာမကောင်းဘူးဒေါသဆိုတာမကောင်းဘူးဒေါသကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အပြစ်အနာစာတွေဘာတွေရှိတယ်ဥပမာပဲဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်ဟန္တိကုတ်တော်ပုထုဇဉ်ပုထုဇဉ်ပုဂ္ဂိုလ်တယောက်ဟာကိုယ်လည်းတေအောင်လုပ်တယ်သူများကိုလည်းတေအောင်လုပ်တယ်နောက်ဆုံးမှာကိုယ့်ရဲ့ယေရှုရှင်ဖြစ်တဲ့မိဘနှစ်ပါးကိုလည်းတေအောင်လုပ်တယ်နော်မပြောသင့်တဲ့စကားကိုလည်းပြောအောင်လုပ်တယ်မလုပ်သင့်တဲ့အလုပ်ကိုလည်းလုပ်စေဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဒေါသောအဋ္ဌာနာသနာတိဒုတ်ထောအဋ္ဌာနာသနာတိဒေါသလွှမ်းမိုးထားတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအကျိုးလည်းမသိဘူးအကြောင်းလည်းမသိဘူးအန္တန်တမန္တရာဟောတိဒေါသလွှမ်းနေပြီဆိုရင်မှောင်ကျသွားပြီသူမှောင်ကျသွားတယ်ဆိုမမြင်တော့ကမ်းမမြင်လေးမမြင်ဆိုပြီးတော့ဖြစ်တယ်အမှန်တရားကိုသိနိုင်စွမ်းမရှိတော့အဲ့ဒါလောက်ထိအောင်ဒီအမုန်းတရားဟာကိုယ်လွှမ်းမိုးထားပြီဆိုလို့ရှိရင်လူတယောက်ဟာကိုလှုပ်တဲ့အလုပ်တွေဟာမမရွေးနေအကုန်ဖြစ်ကုန်တတ်တယ်ပေါ့ဒါကြောင့်မို့လို့ကိုယ့်ရင်ထဲကဒေါသတရားကိုရှင်းထုတ်နိုင်အောင်ကြိုးစားမယ်မေတ္တာပို့တယ်ဆိုတာရင်ထဲကအမုန်းတရားကိုဖယ်ရှားပစ်တာပဲဖြစ်တယ်မဖယ်နိုင်သေးရင်ရှော့ချပြီးတော့နောက်ဆုံးကျတော့ရှင်းပြနိုင်ရနိလန့်ကဘာတော့ဆိုရင်မေတ္တာပွားတာမေတ္တာပွားပုံတွေကိုမြတ်စွာဘုရားဟောထားတယ်အများကြီးပဲရှိတယ်မေတ္တာကိုဘယ်လောက်ထိအောင်မြတ်စွာဘုရားတင်စားပြီးတော့ဟောတော့